ချင်းတို့တကယ်ကြီးမင်းတို့ငါတို့ကွဲကွာသွားတာနှစ်ပေါင်း20ကျော်တွင်းနဲ့ပြောရင်မင်းမှလည်းကလေးတွေနဲ့ကိုမှလည်းကလေးတွေနဲ့ဆိုကလေးတွေဆိုလို့ကိုချစ်ရတဲ့တသမီးအင်္ဂုတိဆန်လေးတွေတောင်းပါသေးတယ်ကျွန်တော်ဆိုရင်ဗာလေးတွေမွေးထားရထင်လဲကြောင်လေးတွေဆိုလို့ဘာကြောင်လဲကြောင်ကလေးတွေတောင်မွေးတာဗျာကြောင်ကလေးလေးဟာတန်နေနဲ့နှိုးပြောလိုက်အောင်ဗျာကြောင်ကလေးဆိုလို့ကြောင်ကလေးမွေးရင်စီးပွားဖြစ်တယ်တဲ့ကိုရီသိကြတယ်အိမ်တိုင်းကိုရွှေတိုင်းဖြစ်သွားပြီဟေးလားကိုစီးတဲ့ကတော့မှဗာလဲရွှေဘီးလေးတွေနဲ့စကားမဆက်ဘာကြောင့်ပြောရင်လို့ဆိုအခုထီလီမိုးပြီးတော့တို့ငငယ်တော့တက်ခဲ့တဲ့ screw ပေါ့နော်ကြောက်ခွင့်ကြီးဆိုတဲ့အကြောင်းလေးနဲ့ဆက်ဆက်ပြီးပြောတာပါပြည့်စင်တဲ့တိုင်းမြန်မာပြည်မှာဖြစ်နေဇော်လာဆိုတာကြောင်းဖွင့်ကြီးမှာကြောင်းဆိုတာလည်းဘာကြီးပါလဲကျွန်တော်ငငယ်တော့စာသင်ခဲ့ရတယ်တန်ကလေးများပွင့်တော်မီဖူရန်ဝဲလူချီနေကြီးမှာရွှေကြီးလောက်ဘာလို့စာသင်ကြောင်းဒါထိုင်လူဆိုခဲ့ကြတာဟုတ်တယ်နော်အဲ့လိုဆိုလိုက်တာနဲ့တနိုင်ငံလုံးမှာရှိတဲ့ဒီပြပါလေသာသမီရင်းနဲ့ကိုသားကျောင်းတက်ပြီကိုသမီးကျောင်းတက်ပြီဆိုပြီးအတွေးလေးကိုစီပေါ့နော်ကျောင်းတက်ပြီဆိုလို့ကလေးဖြူစင်းဝတ်ဆောင်လေးနဲ့သူညီဝတ်ဆောင်လေးတွေပေါ့ဘာလို့တော့ပြည့်ကြည့်အောင်ဆိုဟိုးတို့အညာလေးသားကလေးတွေကျောင်းလေးပြန်ပြီးတွေးပြီးကျောင်းဖွင့်ရင်ကျောင်းဖွင့်ပြီကိုပြောရဟိကြခုံကြကလေးတွေပြေးကြလွှားကြအဲ့မှာဘာတွေးတော့ဆိုတော့အလွှာဆိုတဲ့အညာလေးကိုတတ်တွေ့ရဘာလွှာတော့ဆိုတော့ပွင့်တော့ပန်းတိုင်းလမ်းပေါ်နဲ့ပန်းတိုင်းပွင့်နိုင်ဘူးလို့အဲ့မှာပန်းတွေကအားလုံးပန်းတွေအဲ့မှာအညာဒေသမှာရှိတဲ့ပန်းလေးတွေအကြောင်းနဲ့တကယ်ကိုမျိုးကြီးပိုင်းမှာရှိတဲ့ပန်းလေးတွေအားလုံးပန်းတော့ပန်းပဲဘာပန်းလို့ပြောရမလို့ဆိုတော့အားလုံးပွင့်မဲ့ပန်းတွေဒါပေမဲ့အဲ့ပန်းတိုင်းပွင့်တဲ့ပန်းတွေရဲ့အောက်မှာအပင်ဆိုတဲ့အမြင့်ချီအဲ့အမြင့်ကိုလောင်းမဲ့မြေဩဇာပေါ့မြေဩဇာဆိုပြောလိုက်အာရုံတွမြင်လို့မိဘတွေတွမြင်တယ်မိဘတွေကဘာလဲဆိုတော့ကျွန်တော်တို့အညာဒေသမှာတုံးနေရွေးနီးရလို့ခေါ်တဲ့တက်မြေဩဇာတွေပါကောင်းတဲ့တက်မြေဩဇာကိုတုံးတဲ့လူကအဲ့အပင်ညာရှင်းသန်ပြီးဝင်လန်းတယ်မကောင်းတဲ့တက်မြေဩဇာအားလုံးကတော့ဝင်လန်းနေကြတာပဲကိုစိုက်တဲ့အသီးကိုစားနေကြတယ်တနည်းအားဖြင့်ကိုသားသမီးတွေပညာရေးကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့မှာဘာတွေတော့တွေ့လဲဆိုတော့ကျွန်တော်တို့ကအညာမှာဆိုရင်ငယ်တော့ဆိုကြောက်တဲ့ပုံလေးနဲ့စာတင်ကြရဟုတ်လားဘုံကြောင်းဟုတ်လားတကယ်ဟုတ်ဘုံကြောင်းပါလေဟုတ်တယ်ဘုံကြောင်းပါဟုတ်တယ်အဲ့လိုစာတင်ကြရတယ်ဘာသာတွေ့တော့ဆိုတော့သူကငယ်တော့စာတင်ရတယ်အဲ့ဘုံကြောင်းမှာရှိတယ်ကြောက်တဲ့ပုံလေးနဲ့တင်ခဲ့ဘုံကြောင်းမှာငယ်တော့ကြီးတော့ကြတော့ငယ်တော့ကြီးရလွှားနေတာကျွန်တော်တို့ဆိုရင်ပါလဲ1980နဲ့မှာ9နဲ့1980ဝန်းကျင်ပေါ့နော်ဆိုကြပါစို့80ကျော်ပွားလေးတွေဘုံလို့သတ်မှတ်လို့ရအောင်အဲ့တော့တက်ရတဲ့အကြောင်းတွေကလေးတွေကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့လမ်းတွေလက်ရှိကျွန်တော်တို့ကပန်းတွေမဟုတ်တော့ဘူးဗျာအပင်တွေဖြစ်သွားပြီပေါ့ဟုတ်တယ်နော်အဲ့လိုပဲအခုပွင့်တဲ့ပန်းလေးတွေကိုလည်းအဲ့လိုကျွန်တော်တို့ညီညီညံ့ညံ့လေးတွေနဲ့ကြောက်တက်တာကလေးတွေကိုဖြစ်စေချင်တော့တနိုင်ငံလုံးမှာအတူတူဖြစ်စေချင်တော့ဘွန်တော့ပန်းတိုင်းလာအခုဆိုရင်အညာပန်းတွေကမပွင့်နိုင်တော့ဘာကြောင့်မပွင့်နိုင်တော့ဆိုတော့အကြောင်းမျိုးစုံပေါ့နော်ဒါတွေကတော့အကြောင်းဒါပေမဲ့ကျွန်တော်ပြောချင်တဲ့ message ကဘာလဲဆိုတော့အခုလိုဇွန်လရောက်ပြီဆိုရင်နိုင်ငံလုံးမှာရှိတဲ့အကြောင်းသားတွေဒီလိုညာလို့အလန်တန်ရှိမှာကျွန်တော်ငငယ်တော့ဆိုရင်ဆမ်မီစီရဲ့ကွာပေါ့ကျွန်တော်အညာကျဆမ်မီလို့မခေါ်တော့ဘာလဲလန်တင်မှာဒီနေ့ဘာလေးကြားတယ်အမှန်တော့ user အတူတူပဲနောက်ဆုံး private school တက်တဲ့လူကလည်းဒီ user ပဲလူကြီးပိုင်းမှာတက်ပြီးတော့ကျွန်တော်တို့ပြောရပါဗျာအခုမျိုးလိုမျိုးဆိုရင်စာပန်းအိလို့ဟလာမန်လေးဆို IBC လို့ဟုတ်ပါနိုင်ငံမှာသူကသူရှိအောင်ရှိတယ်ကျွန်တော်အညာမှာတော့ဗာလဲဘုံဘုံရဲ့ကျွန်တော်ကအကြောက်ခောက်တန်လေးတုံဆိုတာနဲ့ဟာတုံကလေးပါလေမနေ့ကျရင်ဆွန့်ချစ်တယ်ကြပြီကျွန်တော်အညာမှာဆိုဆွန့်ချစ်စိန်တော့မှအချင်းတန်လေးနဲ့ရှိပါတယ်ဘုံတော့တော့အဲ့လိုစားရည်တပြေပေါ့နော်မေစီတချင်းလေးမာလေးတချင်းလေးကလေးရဲ့အချင်းတန်လာတဲ့အချိန်မှာကျွန်တော်တို့ပေါက်ွားလာတဲ့1980ဝန်းကျင်ပေါက်ွားလာတဲ့ generation ကျွန်တော်တို့ရဲ့ generation အဆက်နဲ့ကျွန်တော်တို့ရဲ့အခုအဖေအမေအဖိုးတွေပွားနေခဲ့ပြီးတော့သင်ကြားလာတဲ့ပညာရေးစနစ်နဲ့အခုကျွန်တော်တို့တော့မှဦးလေးတွေဖြစ်နေပါပြီမှန်တယ်ပြောရင်84 85ဆိုတော့ဒါ40ဝန်းကျင်ဖြစ်နေဆိုတော့ဒါကျွန်တော်တို့ဒီစကန်ဆိုကျွန်တော်ကစကန်ဆိုခုကလေးရတတ် generation တော့ပြောလို့ရပါတယ်ဟုတ်တော့တကယ်ဟုတ်ပါတယ်အဲ့လိုမျိုးကာလာဒီမှာဆိုခုဒီကလေးဆိုရင်ဒီဘက်နေရာပါလဲဆိုတော့မတူဘူးဗျာတိမတူဘူးဆိုတာဘာကြောင့်မတူတော့ဆိုတော့အားလုံးကတော့ခြေခံအုပ်မိကတော့အတူတူပဲလူရဲလို့ပေါက်ွားလာကြတာကလေးရဲ့ဖြစ်ပြီးသားလေးတွေမိမိလေးတွေဒါပေမဲ့အတူတူဆိုပေမဲ့ကျွန်တော်တို့မြောင်နှောက်ပြီးခုနပြောပြတဲ့ real တက်မီဩဇာလို့အပင်ရှင်သမှုတွေအဲ့တက်မီဩဇာကောင်းတဲ့လူကတော့သိကြတယ်အဲ့ပန်းတော့သိကြတယ်ဗျအစင်းပြေတော့အချင်းပြေတော့မှအစင်းရလှဟုတ်တယ်သူမိပါမြောက်စားပြီလို့တဲ့အတွက်စားလာတဲ့က
သူဒီယူနီဖောင်းပြည့်စုံအိမ်မျိုးစားပြည့်စုံမဟုတ်ဘူးပြည့်စုံဟုတ်တယ်နော်အဲ့တော့အညာကြလို့မဟုတ်ဘူးဗျအညာကြဘုံတန်ကြည်စံတနက်တန်နေကြမှာဒါကကျွန်တော်ပြောချင်တာစစ်အကြောင်းပြောချင်တာမဟုတ်တော့သူတို့ရှင်းတန်ပေါက်သွားပြီလာမယ့်ဒီဟာဒေတာနဲ့တွားမယ်နေရာဒေတာနဲ့အချိန်ကာလနဲ့မှာသူတို့မှဆက်ဆံနိုင်တဲ့ကလေးတွေတင် ्या လုံးနဲ့ခုကျွန်တော်ပြောနေတဲ့ဥစ္စာအိမ်မှာအငွေကြီးတယောက်ရောက်နေတာအဲ့တငယ်ချင်းလည်းလူမျိုးကြပဲတိလားဟိုကချင်ပြည်နယ်မြကြီးနားဆိုတာမေကမလိကပေါင်းဆွေတဲ့ဒေတာနေလာတာကျွန်တော်တငယ်ချင်းကိုဘယ်လိုခေါ်ဆိုတော့ခမ်းလို့ခေါ်တာခမ်းမြေဆိုသူကကျွန်တော်အညာကြတော့ဗျာကျွန်တော်အညာမှာပါရှိတော့ကျွန်တော်အညာမှာဆိုရင်ဘူတင်းရေးဟုတ်ကဲ့ဥယေတော်တော်ရေးကြီးရေးကျွန်တော်အညာမှာဆိုရင်အသုံးတစ်ခုရှိဗျာဗာလေသိလားလေးလေးလို့တောင်းလိုက်တာလည်းဘာလို့သုံးလို့သိလားလေးဆိုတာဥလေးလည်းဖြစ်တယ်ကျွန်တော်အတော်လည်းဖြစ်တယ်လေးသူတို့ဒေတာသူတို့အဲ့တော့ချစ်စရာကောင်းတယ်ကျွန်တော်မြန်မာနိုင်ငံမှာကချင်ကြရကရင်ရှင်မြန်မာရာခိုင်ရှင်အစားရှိတယ်အဲ့လိုပေါမတူညီရပန်းလေးတွေပေါက်သွားရင်အဲ့ပန်းတွေကတစ်ချင်းချင်းမှစုကြတယ်စုကျွန်တော်အဲ့လိုရှင်ဖွင့်ကြအဲ့ပန်းတွေမှာကိုယ့်ရဲ့ပန်းတွေပါတယ်အစင်းရတဲ့ရှိအချွတ်ကြတော့အဲ့ပန်းတွေကညှိုးနှောနေမြဲသူတို့ရဲ့အောက်မှာမြစ်တွဲနေတာတနည်းအားဖြင့်ကျွန်တော်တို့ရဲ့အခြေခံနော်ချစ်စရာကောင်းတဲ့ delay တွေပေါ့တခါရင်ဆိုကျွန်တော်အထင်ကြီးသိကောင်းလိုက်တယ်ချစ်စရာပြောစရာအပြုံးလေးတွေဗျာသိလားကျွန်တော်ရဲ့တာသမီတွေမှာအဲ့လိုရှိစေချင်တယ်သိလားခုဆိုရင်ကျွန်တော်တို့သားလေးဆိုရင်ကျွန်တော်ဆိုရင်တားမွေးတာတော့ဗာလဲဆိုတော့မနေ့ကလည်းကြောက်ဖွင့်တယ်ကျွန်တော်အတွေ့အကြုံလေးပါဒါကျွန်တော်ရဲ့နားဆင်သူပြည်သက်တွေကိုကျွန်တော်ပြောချင်တာဖိတဲ့ကြောက်ဖွင့်ပြီငါသားဘာဆိုင်တင်ရတော့အဖေစားတော့မသိအောင်ဆမ်းမအစလာခဲ့ရိုက်ကျန်းနေဗျာတဲ့ငါသားရဲ့ဆမ်းမပါဆိုရိုက်ကျန်းမှာမဟုတ်ဘူးမင်းရတယ်မဟုတ်ဘူးအဖေရဲ့ဆမ်းမကသားတို့စားတော်မင်းလေးကိုအကောင်းဆုံးဘာဖြစ်လို့စားဦးတွေစစ်တယ်တဲ့သားတို့ပြီးရဘုတ်ကကလေးမှာဘာဖြစ်လို့ဆိုအမင်းတို့ပြီးပါပြီအမှန်သားတို့အဲ့စီကန်ဒီလက်နေဆိုဟောအဲ့ကျမကိုကြီးကကျွန်တော်တို့ကြီးကအခုမိဘတွေကဘာဖြစ်လို့ဆိုတော့အကျွတ်မိဘတွေကစီဝါရေးလုပ်တဲ့လူရှိတယ်ဝန်ထမ်းရှိတယ်အပြင်မှာပြီးရင်လွှိုင်းနဲ့လုပ်ငန်းစားတော့ပြီးစိုက်ပျိုးရေးလုပ်တွေရှိဟောကျွန်တော်ပြောရဲဆိုရင်လည်းဗျာကျွန်တော်နောက်မှာမိတ်ဆွေတယောက်ရောက်လာရဗာလဲဆိုတော့ဟိုးကျွန်တော်တို့တွန်းရတော့ဗာလဲဗျာကျွန်တော်တို့အိုးလူမျိုးလေးတိလားကျွန်တော်ကသူ့ကြဘာလို့ခေါ်ဆိုခွန်ကြီးလားခွန်ကြီးခွန်ကျွန်တော်တို့အဲ့လိုအသုံးလုံးလေးရတယ်ကျွန်တော်မြန်မာပြည်မှာမတူညီတဲ့ဒေသတွေမှာရှိတဲ့ညီကိုတွေကကျွန်တော်တို့ဆိုအညာဆိုဗျာဘယ်လိုပြောဆိုသိလားအမေဗျာတာကြောင်းပြလိုက်လားဟုတ်တယ်အမေတာပိုက်စားတယ်ဗျာဆိုကျွန်တော်တို့အညာဒေသမှာကျွန်တော်တို့ငငယ်တော့နေခဲ့အိမ်ကြီးရဆိုတော့ဗာကြွေးလေခုချိန်ကျရင်ထန်းသီးမုံ6လပိုင်းဂျွန်လဟလာထန်းသီးမုံအဲ့အချိန်မှာကျွန်တော်ဘီနာရှိမြကြီးနာတငယ်ချင်းကိုကျွန်တော်ပြေးတာတိုင်းနေခန်းဗျာခန်းလို့မြကြီးနာမှာဆိုရင်လေအခုလိုကြောင်းဖွင့်နေမှာခန်းလို့မမေဘလို့တောင်းဆိုတယ်ကြောင်းပြန်လာရင်မင်းစားမယ်ပေါ့မင်းချက်ထားပေါ့လူလေးပေါ့နော်ကျွန်တော်တို့အတွေ့အကြုံလေးပေါ့နော်နောက်ကနေကျွန်တော်မီးလိုက်အောင်ပဲဗျာနောက်ကနေကျွန်တော်ပိုးလူမျိုးလေးဖြစ်တဲ့ခွန်ကြီးကိုခွန်လို့ငယ်တော့ဘာကြွေးတော့ကြောင်း6နာရီ9နာရီ4နာရီကြောင်းဆင်းပြန်လာထမင်းစားအဲ့ကျွန်တော်တို့တော့တူညီရပါလေသိလားကျွန်တော်တို့ကအညာဒေသရဲ့နေဆက်ကလိုက်လူတွေဘာတွေတောင်းဆိုကြလဲတူညီရဒေထားမိလားစပတ်သူပေးတယ်ဗျာနောက်ထပ်သူပေးတယ်ဗျာထမင်းနဲ့မုံမယ်အဲ့ချိန်မှာကျွန်တော်တို့ဘာပြောမလဲကျွန်တော်တို့မပွတ်တဝင်ပန်းလေးအကြောင်းကျွန်တော်ပြောလိုက်တာအဲ့မှာလုံးဝပွင့်ပြီးသားပန်းလေးရပါလေသိလားလူကြီးပြည့်ရပြီဖိဒါကြောင်းပြန်လာပြီဒါဘေးကြောင်းတက်တာလဲPC ကပါမန္တလေးဒါဘာစားမှာလဲကွာဖိဒါဒိုးနတ်စားမှာဒိုးနတ်ကွာပြီကွာလက်ကွာအဲ့မှာကိုစပါပြီဗျာဒိုးနတ်နဲ့ကျွန်တော်တို့ဒိုးနတ်နဲ့ထမင်းနဲ့ထမင်းဆိုတာဗာလဲဗီတာမင်အကောင်းနဲ့အပြည့်ဒိုးနတ်ဆိုတာဗာလဲအားဖြစ်တယ်မလားဒါပဲကျွန်တော်တို့အဲ့လိုချစ်စရာလေးပေါ့ဗျာကျွန်တော်တကယ်ကျွန်တော်အကြောင်းတက်တဲ့အကြောင်းလေးကိုကျွန်တော်တကယ်ချင်းတော့ဘာကြီးပြောကြအောင်ကျောင်းတက်ရလားပြောလားဆိုပြောတယ်ဆိုကျွန်တော်အကြောင်းပြောနေကျွန်တော်တာသမီလေးကြောင့်ပြောကြတယ်ကျွန်တော်သားမနေ့ကဘာဆက်ပြောတော့ဆိုဖိတဲ့တာဗျာတဲ့တဏီကုံကစားတာတာဖိကလည်းအလုပ်တစ်ဖက်နဲ့ဝန်ထမ်းဆိုတော့တာဖိကိုစောင့်နေတာတဲ့ဖိဆိုတာစီချက်မမှုပြီးဆိုကျွန်တော်ဘယ်လောက်ပြီးလိုက်တော့ဆိုအခုဆိုရင်2025ဆိုကျွန်တော်တို့တက်ခဲ့တာ1984ဆိုကျွန်တော်84 85ဝါဆိုဗျာ92ထားလိုက်1992ထားလိုက်အခုစနေဆိုကျွန်တော်အဲ့ချိန်မှာကျွန်တော်6နှစ်9နှစ်အုပ်ပြီး95ဆိုတော့ကျွန်တော်10နှစ်95ရဲ့ခု2025ရဲ့ဆိုပါကွာလဲကျွန်တော်နှစ်ပေါင်း30ချသွားတယ်နှစ်ပေါင်း30တည်းမှာပြီးရတဲ့မူကပါလဲကျွန်တော်တို့ကဗျာတမတ်တန်လေးတစ်ချက်တန်လေးတစ်ချက်ဆိုမရှိပါဘူးတမတ်ပါပဲကျွန်တော်တို့တမတ်ပါကောင်းမှတ်မိပါတယ်တမတ်အခုကျွန်တော်သားတော်မောင်ခင်မှာကျွန်တော်ဗာပြီးလိုက်လေမနေ့ကမဟုတ်ဘူး1000အဖေ1000ပဲလားဗျာမဟုတ်ဘူးငါသားအဲ့1000ဆိုတော့အဖေရဲ့ဝန်ထမ်းလာတယ်ကြည့်လဲဘာမှမဟုတ်ပေမဲ့နေ့စဉ်ရက်စကြိုင်တတိယရပေါင်း30တလောက်ငါသားမများဘူးလောက်ကွာများပါဘူးပြတာမှာတငယ်ကြီးလေးရှိတယ်ဒါကတငယ်ကြီးနာမည်ဘယ်လိုခေါ်လဲဘောင်ဟင်းချက်ကိုငါသားမင်းအဲ့လိုပြရလားကွာလို့ကျွန်တော်ပြောတော့မဟုတ်ဘူးလေဒါကတငယ်ချင်းနဲ့သူစားတာကျွန်တော်သားလေးကြောင်းကျွန်တော်ကြားပဲပြောပါ
အဲ့မှာဒါဘာပြောလို့ညနေပြန်လာတော့ည9နာရီတို့မှဖေးကပင်မလိုက်တာအဲ့မှာသူစားပြီကျွန်တော်တို့ငငယ်တော့ဆိုရင်ည9နာရီဆိုရင်အဖေတို့နှိပ်ပြီးတယ်နှိပ်ပြီးအဖေကနောက်တစ်ကျန်အကြောင်းမိုးပေးမှကွာဆိုရင်တော့ကျောင်းကိုတက်ပြီးကျွန်တော်ကအဖေကိုနှိပ်ပြီးတယ်အဖေကလည်းတော့တောင်းသားဆိုပင်မတော်ဗျာဗာလဲလေတော့လေးကိုတဏီကိုခုဆိုရင်ခုလိုမိုးရဒီမှာဆိုရင်ကျွန်တော်နှမ်းနေရိတ်သိမ့်ပြီးအချိန်ရိတ်ရတော့မချင်းဆိုပင်မတော့ပြိုးကျဲဖို့တော့အမေနဲ့တိုင်ပင်ပြီးလို့ရှိရင်ကျွန်တော်တို့တွေကတော့တောင်းသားဘီကွက်ကလေးတွေနဲ့အညာသေးတာဘီကွက်ကလေးတွေအဲ့ဒီမှာကျွန်တော်ဘီကွက်ဘာတချင်းသွားကြည့်ဆိုတနင်းဝင်းတမင်းမျိုးတမိုးပင်ချုပ်ခေခဲ့ပြီကွယ်ဆိုအဲ့ဒီချင်းလေးနားတော့ဖြောင်းနိုင်လေးဒီတဲ့ကျွန်တော်တင်းကြီးတိလာငါတို့အညာမှာဆိုရင်ဟာလေဘီကွက်ကလေးတွေ ဒီလိုကလေး ဘီကွက်ကလေးလို့ပြီးတော့ရေနံစီဘီလေးတွေနဲ့ကျွန်တော်တို့အဲ့မှာကျွန်တော်အဲ့တော့တီးရတယ်ကျွန်တော်သားကကျတော့ခုကြံပို့ပြကျွန်တော်တို့ရဲ့ကျွန်တော်ဝန်ထမ်းဆိုဗျာဘာဖြစ်လို့မီးကတော့ထိုက်လျောက်လာတဲ့ဒေတာမှာတောင်မကျနေဆိုရပါစို့နားဆင်သူပြည့်တဲ့ကြီးညာအေးအဲ့မှာကျွန်တော်တို့ဘာဖြစ်သွားတော့ဆိုလိုက်မှာကျွန်တော်သားဟာပြသားတယ်မိုဘိုင်းလေးကျန်တယ်ဟာမိုဘိုင်းလေးကဘာလဲဟာအဖုံးကစလာခဲ့သားမရဘူးတော့တဲ့ည9နာရီဒီဖုံးသုံးပါတယ်ဟာငါသားမလုပ်ပါနဲ့ကွာပြရတဲ့1000မွေးတောင်ဝယ်ထားတာ40ကြီးခကြီးကိုလေအော်ကွာချလိုက်တဲ့ခေတ်ခါတဲ့နှစ်ပေါင်း30အတွင်းမှာကျွန်တော်တို့ကစကန်ဂျန်နေရှင်သူတို့ကပါလေတက်ဂျန်နေရှင်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ပွင့်ခဲ့တဲ့ပန်းလေးတွေကသူတို့လမ်းစီကျင်တာပေါ့ဗျာကျွန်တော်ပြောချင်တာဘာကိုပြောတတိတာဒီကြောင်းမရသေးရောက်ဆိုရင်လူကြီးမိဘတသမီးတွေမြန်မာနိုင်ငံမှာမျိုးမျိုးပါပဲစင်ပြေးလူရှိတယ်စင်မပြေးလူရှိတယ်ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ယူရဲဝန်ထမ်းရှိတယ်ဟုတ်လားဒါမှမဟုတ်လေ private ကျောင်းထားနိုင်တဲ့လူရှိတယ်ယူအခြေခံမူကန်အလေနဲ့အထက်တန်းချနိုင်ရရှိတယ်ဟုတ်လားနောက်ဆုံးပေတီးထဲမှာတစ်ဆင့်မြင့်နေဆိုရင်ကျွန်တော်တို့ကပါလေမျိုးကြီးမှာထားနိုင်တာဒါပေမဲ့အားလုံးအတူတူပဲဗျပန်းနေအကုန်လုံးတူပဲဟုတ်လားအဲ့လိုမျိုးမျိုးကြီးပြာကြီး private မှာထားလို့ပိုးပြီးကိုသားသမီးကတော်ရမယ်ဆိုတော့ဘူးလေကျွန်တော်နိုင်ငံမှာမရှိပါဘူးအဓိကတော့လူဆိုတာကတော့သူ့အတူဒါကသူ့ကံကြမ္မာသူ့အလဲအပြောင်းသူ့ရဲ့ကြိုးစားမှုတွေပဲလာကြတာပဲကျွန်တော်ကြောက်ခွင့်ရသည်ရေရောက်ပြီဆိုကျွန်တော်နောက်တစ်ဆက်ပါအောင်ဒီလာပြီးပိုင်းနဲ့တူဘာလို့လဲကျွန်တော်ကျမ်းမာရေးကိစ္စလေးပေါ့နော်ဒါသမီးတို့ဆိုခုဆိုရင်ခြုံလေးဒီမိုးရည်ဖြစ်တဲ့အတွက်ဟုတ်လားအဲ့မှာအဲ့အတစ်ဆင့်သူတို့မှရေရအနာစားလေးပါလာမယ်အဲ့ကစားရေးဆိုလည်းခုဆိုကျွန်တော်ငင်တော့မယ်ဗျကိုယ်ကမိဘစပြီးတော့ခက်ရလေးခြုံပေးလိုက်တာခုကလေးကြကျွန်တော်တို့အဲ့လိုမဟုတ်တော့ဘူးဗျခင်းလာတာခြုံပြီးသားအဆင့်နဲ့အဲ့ဒါကပွင့်သောပန်းတိုင်းလမ်းမှုအတွက်ဆိုရင်အဲ့ပန်းလေးတွေမှာရှိတဲ့ကျွန်တော်တို့မှာရှိတဲ့ကျွန်တော်တို့ဘာနဲ့တူလို့ကျွန်တော်တို့ကမျိုးစားပေါ့ဗျာပေါင်းတင်ရှင်းလင်းတဲ့မျိုးစားပေါ့ကျွန်တော်တို့ကလောင်းပေးရမယ်ဖခင်မျိုးစားဆိုရင်မိခင်ဘာနဲ့ပတ်တူလို့ဆိုကျွန်တော်ကမိခင်ဘာနဲ့တုံးသိလားတစည်းကိုင်းထားတဲ့တန်းလေးရဲ့လေကျွန်တော်တို့ဆိုရင်တူရင်းလေးနဲ့တူကျွန်တော်ကအဲ့ဒီအကြောင်းလေးတွေမှာ